ဒီနေ့ကျွန်တော်တငယ်ချင်းမိုးခသူ့အဖေဆရာအနီမောင်တတိဆရာအနီမောင်ကွယ်လွန်သွားတော့ဆရာအနီမောင်ကိုတတိရတဲ့အဖေကဗျာတွေတချင်းလေးတွေတင်းနာရှဲနာတွေ့တော့ကျွန်တော်လဲကျွန်တော်အဖေတေတုန်းကရေးထားတဲ့ကြပြလေးတစ်ပုဒ်ကိုတတိတရအမှတ်တရရောမိုးခအတွက်အမှတ်တရရောရွတ်ပြပြီနားထောင်ကြည့်ကြပြနာမည်ကနေမဲ့ငါနေမင်းကြီးမဲ့နေတဲ့ငါကြပြကိုကျွန်တော်ဟိုက်ကူကြပြဂျပန်ဟိုက်ကူကြပြပုံစံလေးရေးထားတယ်နေမဲ့ငါလာနဲ့နေနှစ်ပါးအမိအဖတဖွယ်ထားနေမင်းကွယ်ပြောက်သွားဖတ်ကြည့်အောင်နော်